နွားလေးရဲ့အမေကလက်မော့မှာတိုင်ရရောက်ပြီးတည်ဆုံးသွားပါတယ်။နွားလေးကလည်းငိုပြီးအိပ်ပြန်ပါတယ်။အဲ့ချိန်မှာကျွင်းတစ်ခုကိုတွေ့သွားပါတယ်။နွားလေးကလည်းကျွင်းထဲဝင်သွားပါတယ်။ထို့နောက်နွားလေးကမွေတိုင်းပြိုရောက်ရှိသွားပြီးသူ့အမေအသက်ရှင်မှုတာအဆေးလိုက်ရှာပါတယ်။တစ်ထပ်မှာတော့မွေတိုင်းပြည်ရဲ့ဘရင်ကသူ့ကိုတီဗီကနေကြည့်နေပါတယ်။ထို့နောက်သူ့လူတွေကိုပြောတယ်နွားလေးကိုငါစီဖမ်းလာခဲ့ဆိုပြီးမွေရီကလည်းနွားလေးကိုဖမ်းဖို့သွားပါတယ်။ပြီးတော့နွားလေးကိုဖမ်းလိုက်ပြီးနန်းတော်ခေါ်သွားပါတယ်။ထို့နောက်ဘရင်ကနွားလေးကိုဒီကိုဘာလာလောက်တာလဲလို့မေးပါတယ်။နွားလေးကလမ်းပေါ်မှာသူ့အမေတေးဆုံးသွားလို့အသက်ကယ်စီလာရှာတာဆိုပြီးပြောတယ်။ဘရင်ကလည်းအသက်ကယ်စီရှိတဲ့နေရာပြောပြမယ်လို့ပြောပါတယ်။နွားလေးကလည်းမြင်မြန်ပြောပြလို့ပြောပါတယ်။ဘရင်ကလည်းကျွဲတိုင်းပြိုသွားအိမ်မှာအသက်ကယ်စီရှိတယ်လို့ပြောပါတယ်။နွားလေးကလည်းနေရာပြောပြလို့ပြောပါတယ်။ဘရင်ကလည်းငါလူရဲ့မေကိုလိုက်ပို့ပေးမယ်လို့ပြောပါတယ်။ထို့နောက်နွားလေးဟာကျွဲတိုင်းပြိုသွားပါတယ်။ပါ2အတွက် like and follow လုပ်ပေးပါဦး။